ကဘာကြီးကတစ်နှစ်ထက်တစ်နှစ်ပိုပူလာပါတယ်မြမဖီရဲ့နွေရာသီအပူချိန်က40ကျော်တာနှစ်တိုင်းပါပဲကျွန်တော်တို့အသားတွေလောင်နေခေါင်းမူးတယ်ဒါတွေကိုပဲဂယူးဆိုင်နေကြတာဒါပေမဲ့ခမရတို့တတိမထားမိတဲ့အချက်ကခမရတို့ရဲ့အမျိုးသားစွမ်းဆောင်ရည် male vitality ကိုဒီအပူဒဏ်ကတိတ်တဆိတ်တိုက်ခိုက်နေတာပါဒီနေ့ဗီဒီယိုမှာတော့အပူဒဏ်ကမျိုးပွားစနစ်ကိုဘယ်လိုဒုက္ခပေးလဲဆိုတာသိပ္ပံနည်းကျရှင်းပြပေးသားမှာမို့အဆုံးထိကြည့်တော့တိုက်တွန်းခြင်းပါတယ်ခင်ဗျာပထမဆုံးသိထားရမှာကကြားစေဟန်ဘာလို့ခန္ဓာကိုယ်အပြင်ဘက်မှာတွဲလောင်းရှိနေရတာလဲဆိုတာပါအဖြေကတော့အေးနေဖို့ပါတုပ်ဘိုးဒီရှင်ထန်ဖို့အတွက်ခန္ဓာကိုယ်အပူချိန်ထက်2ကနေ3 degree Celsius လောက်ပိုအေးဖို့လိုပါတယ်ရာသီဥတုပူလာတဲ့အခါကဖဲအိတ်ကလျော့ကျလာပါတယ်ဒါဟာခန္ဓာကိုယ်စီကအပူတွေကိုမကူးစက်အောင်ခတ်ဝေးဝေးမှနေတာပါဒါပေမဲ့အပြင်အပူချိန်က40ဖြစ်နေရင်တော့သူလည်းမတက်နိုင်တော့ဘူးအကျိုးဆက်အနေနဲ့အပူချိန်ပြီးတက်လာရင်သူ့ဘိုးရဲ့ DNA တိစောက်ပုံပျက်စီးတာ sperm DNA fragmentation ဖြစ်နိုင်ပါတယ်ဒါဟာကလေးရဖို့ခက်ခဲစေရုံနဲ့မကပဲကိုယ်ဝင်ပြကြလိုက်စီကိုပါမြင့်တက်စေပါတယ်အမျိုးသားတစ်ယောက်ရဲ့စွမ်းဆောင်ရည်ဟာ testosterone hormone ပေါ်မှာအများကြီးမူတည်ပါတယ်။အပူဒဏ်ကြောင့်လူကပင်ပန်းနွမ်းနယ် heat stress ဖြစ်လာတဲ့အခါခန္ဓာကိုယ်က cortisol လို့ခေါ်တဲ့စိတ်ဖိစီးမှုဟော်မုန်းကိုထုတ်ပါတယ်။ cortisol တက်လာရင် testosterone ကျသွားပါတယ်။ဒါကြောင့်နွေရာသီမှာလိင်စိတ်ဆန္ဒ libido ရော့နေတာခွန်အားမရှိသလိုခံစားရတာတွေဖြစ်တတ်ပါတယ်။ဒါဟာစိတ်ကြောင့်တင်မဟုတ်ပဲခန္ဓာကိုယ်ရဲ့ဓာတုဗေဒပြောင်းလဲမှုကြောင့်ပါ။အမျိုးသားတွေအတွက်ညီလေးတောင့်တင်းဖို့ဆိုတာသွေးလည်ပတ်မှုအပေါ်မှာပဲတရားတောင်ဆက်မှုတည်ပါတယ်။နေဘူးထဲမှာချွေးထွက်များပြီးရေဓာတ်ခန်းချောက်တဲ့အခါသွေးတွေကပြစ်လာပါတယ်။သွေးပြစ်လာရင်သေးငယ်တဲ့သွေးကြောလေးတွေထဲကိုသွေးစီးဆင်းမှုနှေးကွေးသွားပါတယ်။အဲ့ဒီအခါလင်းတန်းတောင့်တင်းဖို့ထက်ခဲတာတွေ့ရင်ခဏလေးနဲ့ပြန်ပြော့သွားတာမျိုးကြုံရနိုင်ပါတယ်။ဒါကိုဆေးပညာအရ temporary erectile dysfunction လို့ခေါ်ပါတယ်။ကဲအခြေအနေတွေကိုတီးပြီးဆိုတော့ဘယ်လိုကာကွယ်ကြမလဲအတွင်းကန်ကိုဂယူးဆိုင်ပါနွေရာသီမှာ synthetic nylon သားတွေလုံးဝမဝတ်နိုင်နဲ့လေဝင်လေထွက်ကောင်းတဲ့ cotton ချီသားတွေကိုပဲရွေးဝတ်ပါရေအေးအေးနဲ့ချိုးပါရေချိုးတဲ့အခါပေါင်းချံတဲ့ဝိုက်ကိုရေအေးအေးလေးနဲ့အချိန်ပေးပြီးဆေးချောပေးတာကအပူချိန်ကိုချက်ချင်းကျဆင်းစေပါတယ် laptop သုံးဆွဲမှု laptop ကိုပေါင်ပေါ်တင်မသုံးပါနဲ့laptop ဖတ်တဲ့အပူနဲ့ရာသီဥတုအပူပေါင်းလိုက်ရင်ခမရရဲ့တုပ်ပိုးတွေအတွက်ငရေပါပဲအစာအထောက် zinc ပါတဲ့အစာတွေဥပမာအစီအစံပူဆုံစားပေးပါဖရေတီမှာပါတဲ့ L-citrulline ဓာတ်ကသွေးကြောတွေကိုပွင့်စီပြီးလိမ်တန်းတောင်တင်းမှုကိုကူညီပေးပါတယ်ကျန်းမာရေးဆိုတာတခုတည်းကိုကြည့်လို့မရပါဘူးအစာအသောက်အနေထိုင်နဲ့ရာသီဥတုတန်ကိုဘယ်လိုတုံ့ပြန်မလဲဆိုတာအရေးကြီးပါတယ်အခုပြောပြတဲ့အချက်တွေကိုလိုက်နာကြည့်ရင်ဒီဗီဒီယိုကခင်ဗျားအတွက်အသုံးဝင်တယ်ဆိုရင်အတူတူဂီယူဆက်ရမယ်ခင်ဗျားတငယ်ချင်းတွေပါမျှဝေပေးလိုက်ပါအောင်။နောက်ဘက်တွေမှာလည်းအမျိုးသားကျန်းမာရေးနဲ့ပတ်သက်တာတွေတင်ပေးဦးမှာမို့ subscribe လုပ်ထားဖို့မမေ့နဲ့နော်။အားလုံးပဲမာရှိရှေ့ကြပါစေ။